င်္ဂလာပါဒီဗီဒီယိုလေးကတော့ try ရဲ့ N1 ဘုံဘုခါရနိုဘာစုနီဟွန်ကိုဆိုတဲ့စာအုပ်ထဲမှာတရားလေးတွေကိုအပိုင်းလေးတွေခွဲပြီးတော့တင်ပေးနေတဲ့ဗီဒီယိုဖြစ်ပါတယ်အခုပထမဆုံးလေ့လာမယ့်ဝါကြလေးကကြတော့နာနီနာနီထိုဝါအီရဲ့နာနီနာနီထိုဝါအီရဲ့ဆိုတဲ့အဓိပ္ပာယ်ကလို့ဆိုပေမဲ့လေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နာနီနာနီတဲဝါအရုကနာနီနာနီတဲအာရုဒက်စခဲတဲ့တို့မို့နာနီနာနီတိုအစ်တဲမို့တိုယူအီမေဒီလိုတစ်ခုခုရှိတယ်ဆိုပေမဲ့ဒီလိုခါမျိုးဖြစ်တယ်ဆိုပေမဲ့ဒီလိုမျိုးပြောတယ်ဆိုပေမဲ့လေပဲဆိုပြီးတော့ဇန်တေးရဂျီဂျီဆိုမီတိုမဲတာဦးရတဲ့အဲ့အရှိပိုင်းမှာရှိတဲ့အရာကိုလက်ခံတဲဆိုပေမဲ့လည်းအဲ့ဒီခါနဲ့ပတ်သက်ပြီးအနောက်ဝက်ကြမှာကျတော့ဟန်လွန်ရလဲကားအောင်နိုဘယ်လူဂျီနီစ်ကနိုဘယ်လူတိုကီနီစ်ကဝါတယ်လို့ပေါ့နော်နောက်ကဝက်ကြကစန့်ကျင်မဲ့ဖြစ်နေတယ်ထိမ့်မထားတဲ့အရာတွေဖြစ်နေတယ်အဲ့လိုပုံစံမျိုးမှာအသုံးပြုတာပေါ့နော်အဲ့တော့သူနဲ့တွဲတဲ့စကားလုံးလေးတွေစစ်စစ်ဆိုကူအပါရေးလိုက်လဲဆိုတော့မဲရှိပူလာစုတိုဝါအီယေဂျီရှောခဲပူလာစုတိုဝါအီယေဤခေယောရှိနာခေယောရှိတိုဝါအီယေဆိုပြီးတော့လိုက်တယ်ပေါ့နော်အဲ့တော့နာခေယောရှိတို့ဘာလို့ရဲ့နာမှာဓာတို့ဘာလို့ခံရင်လဲရတယ်ပေါ့နော်အဲ့တော့ဝကြလေးနဲ့တွေ့ပြီးလေ့လာကြည့်မယ်ဆိုရင်イソガシいとはいえ少しでも休んだ方がいい少しは休んだ方がいいပေါ့နော်အလုပ်များတယ်လို့ဆိုပေမဲ့လည်းလုံများနေတယ်ပေါ့နော်အဲ့လိုမျိုးဆိုပေမဲ့လည်းနည်းနည်းလောက်နာယူတာကကောင်းနိုင်မယ်高いとはいえこの商品は品質が良いဒီကုန်ပစ္စည်းကဈေးကြီးတယ်ဆိုပေမဲ့လည်းပဲဒီကုန်ပစ္စည်းရဲ့အရေးတွေကတော့ကောင်းနေပါတယ်若いとはいえあの人は非常に優れた能力を持っているငယ်ရွယ်တယ်လို့ဆိုပေမဲ့လည်းအဲ့ဒီလူကတော်တော်လေးကိုမှအလွန်တရာမှထူးချွန်လာတဲ့စွမ်းဆောင်ရည်တွေရေးချင်းတွေပိုင်ဆိုင်ထားရပေါ့နော်実力があるとはいえ成功するには運も必要だဆိုရင်ဒီပညာပေါ့နော်ဒီအတတ်ပညာနဲ့ပတ်သက်တဲ့ဒီစုလျော်ခုလောက်အားတွေရှိတယ်လို့ဆိုပေမဲ့လည်းအောင်မြင်ဖို့ဆိုလို့ရှိရင်ခံတရားဆိုတာလည်းလိုအပ်သေးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ခေခင်ကဟိုးဖူတိုကရေမာတာမာနာဘူးဖို့တိုကအိုးအတွေ့အကြုံတွေများကျွယ်ဝတယ်ပေါ်ကျွယ်ဝတယ်လို့ဆိုပေမဲ့လည်းထပ်ပြီးတော့လေ့လာဖို့ကလည်းလိုအပ်နေသေးတယ်ပေါ့နော်လေ့လာစရာကြီးလည်းအများကြီးရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်နောက်ထပ်တစ်ခုလေ့လာမယ့်ဝါကြလေးကကြတော့နာနီနာနီတိုအစ်တတိုကိုရိုဒါနာနီနာနီတိုအစ်တတိုကိုရိုဒါဆိုရဲဝါကြလေးပဲဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်ကကြတော့နာနီနာနီတေတိုကအားတို့နာနီနာနီတိုယူဂျိုကျိုဒါနာနီနာနီတိုယူမိုနိုဒါတိုယူအီမီဒေမိုနိုကိုတိုနိုယောဆိုယောလီစကုနိုင်မာတာဝယောဆိုတိုရီနိုခေကာတေအားတို့ဆိုရဲအဓိပ္ပာယ်မျိုးပေါ့နော်သူကကြတော့နာနီနာနီတိုအစ်တတိုကိုရိုဒါဆိုရဲအဓိပ္ပာယ်ကကြတော့နာနီနာနီတေတိုဒီလောက်ပမာဏလေးလောက်ပါပဲဆိုတဲ့အဓိပ္ပာယ်မျိုးအလောက်အခြေအနေလေးလောက်ပါပဲဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်အဲ့တော့သူကကြီးမားတဲ့ပေါ့နော်အိုကီနာဆာယာကျိုကိုတန်နာချီခိုင်ကနိုင်အရန်ကိုများတဲ့ပမာဏကြီးမားတဲ့ပမာဏအဆုံးအဲ့ဒါတွေမဖြစ်နေဘူးဆိုတဲ့ပုံစံမျိုးမှာအသုံးပြုတယ်ပေါ့နော်အဲ့တော့သူကကြတော့စစ်စစ်ဆိုခုအနေနဲ့မဲရှိဘူလာဆူတိုအီတာတိုကိုရိုတာဂျီရှောခဲဘူလာဆူတိုအီတာတိုကိုရိုတာအီခေယောရှိနာခေယောရှိတိုအီတာတိုကိုရိုတာဆိုပြီးတော့လိုက်တယ်ပေါ့နော်အဲ့တော့သူနဲ့တွဲပြီးတော့ဝါကြလေးနဲ့တွဲပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တော့ခုံးကန်တော့ event တို့နော်စင်ကာရှာဝ50人といったところだအခုဒီတစ်ခေါက်ပွဲမှာပါဝင်မဲ့လူရေအတွက်ကတော့လူရောက်90လောက်ပါပဲအနည်းငယ်လောက်ပဲဆိုတဲ့အဓိပ္ပာယ်မျိုးအနေနဲ့အသုံးပြုထားတာပေါ့နော်နံပါတ်2ကကြတော့このプロジェクトの成果はまあ期待した通りの結果といったところだဆိုရင်ဒီ project ရဲ့ရလဒ်ပေါ့နော်အောင်မြင်မှုအကျိုးသက်ရောက်မှုပါဆိုလို့ရှိရင်တော့ထင်ထားလောက်ပဲပေါ့နော်ထင်ထားတဲ့အတိုင်းဖြစ်လာတဲ့ရလဒ်လောက်ပဲဖြစ်ပါရဲ့ဆိုရင်အဓိပ္ပာယ်မျိုးပေါ့နော်この町の人口は5万人といったところだဒီမျိုးရဲ့လူဦးရေအားဆိုလို့ရှိရင်လူ9000လောက်ပါပဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အနည်းငယ်တဲ့ကိန်းဂဏန်းအရေးအတွက်လောက်ပါပဲလို့ပြောတာပေါ့နော်私の英語力は日常会話ができる程度とところだった程度といったところだပေါ့နော်ဆိုရင်ငါရဲ့အင်္ဂလိပ်စာအရေးချင်းအားဆိုလို့ရှိရင်စကားပြောနိုင်လောက်တဲ့ပမာဏအလောက်ပါပဲလို့ပြောတာပေါ့နော်程度といったところだပေါ့နော်今日の会議で決まったことはいくつかの小さな修正といったところだ
ဆိုရင်ဒီနေ့အစည်းအဝေးမှာဆုံးဖြတ်ထားတဲ့အကြောင်းအရာတွေကဆိုလို့ရှိရင်အများကြီးရရမှာပေါ့နော်အနည်းငယ်လောက်ကိုပဲပြန်ပြီးတော့ပြင်ဆင်ထားတာလောက်ပါပဲလို့ပြောတာဖြစ်ပါတယ်နောက်ထပ်လေ့လာမယ့်ဝါကြလေးကကြတော့နာနီနာနီနိနာနီနာနီနိုင်ပေါ့နော်သူရဲ့အတိတ်ပဲကကြတော့နာနီနာနီနိနာနီနာနီစုရုကိုတူကတက်ခိနိုင်ပေါ့နော်အဲ့ဒီလိုလှုပ်ချင်ပေမဲ့နောက်တစ်ခုကလှုပ်လို့မရနိုင်ဘူးဆိုတဲ့အတိတ်ပဲမျိုးနေရာမှာအသုံးပြုတာပေါ့နော်အဲ့တော့တခုနိဝအာရုဂျိုကျိုဂျိုကန်နော်စတာတဲ့ခိုးတော့ကတက်ခိနိုင်မာတာဝဥမကုဣခနိုင်ကိုတော့ပေါ့နော်ပြောချင်တာအခြေအနေတစ်ခုခုဖြစ်နေတဲ့ကိစ္စရတစ်ခုခုဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအပြုတ်မှုမလုံနိုင်ဘူးအဆင်မပြေဘူးဆိုတဲ့အဓိပ္ပာယ်မျိုးနေရာမှာအသုံးပြုတာပေါ့နော်အဲ့တော့စစ်စုကိုကြည့်မယ်ဆိုလို့ရှိရင်ဒိုရှိဂျီရှော့ခဲပေါ့နော်ဂျီရှော့ခဲနီဒိုရှိနိုင်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဂျီရှော့ခဲပူလာစုပြီးရင်နိုင်ဆိုရယ်နိုင်ဖောင်တစ်ခုနဲ့လိုက်တယ်ပေါ့နော်ဥမာဆိုလို့ရှိရင် economy ek9 အဲ့တော့ economy ek9 ဆိုလို့ရှိရင်တွားခြင်းမြင်မဲ့လေတွားလို့မရနိုင်ဘူးထားပဲရုနိထားပဲတာတဲ့နိုင်စားခြင်းမြင်မဲ့လေစားလို့မရနိုင်ဘူးဆိုတဲ့အိဗယ်မျိုးတွေနေရာမှာအသုံးပြုရပေါ့နော်ဝါကြလေးနဲ့တွဲပြီးတော့လေ့လာခြင်းပဲဆိုရင်その問題は簡単に解決できるにできないဆိုရင်ဒီပြဿနာကိုလွယ်ကူစွာနဲ့ဖြေရှင်းလို့မရနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်နောက်တစ်ခုကကြတော့私はあなたの説明するに説明できないငါနင့်ကိုရှင်းပြခြင်းပဲရှင်းပြလို့မရနိုင်တဲ့အနေအထားဖြစ်နေတယ်အဲ့လိုပုံစံမျိုးမှာလည်းတုံးတယ်ပေါ့နော်急いでいるけどこれから走るに走れないအမြန်လိုနေတာပေါ့နော်အမြန်လိုနေတယ်ဆိုပေမဲ့လည်းဒီကနေပြီးတော့ပြေးချင်ပေမဲ့လည်းပြေးလို့မဖြစ်နိုင်ဘူးပြေးလို့မဖြစ်နိုင်တဲ့အနေအထားဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမှာအသုံးပြုတယ်ပေါ့နော်ခုနံပါတ်4ဝါကြလေးကိုဖတ်ကြည့်ပါမယ်日本語は少し話せるが難しい文章は話せないに話せないဆိုရင်ဒီဂျပန်ဘာသာစကားကနည်းနည်းပြောတတ်တယ်ဆိုပေမဲ့ပေါ့နော်နည်းနည်းပို့ပြီးတော့ခတ်ပြီးတော့ရှေ့ရဲ့ဝါကြလေးဆိုလို့ရှိရင်လုံးဝမပြောနိုင်ဘူးဆိုတဲ့အတိတ်ပဲအခုကကြတော့ဟာနာဆဲ9နီဟာနာဆဲ9ဆိုတဲ့9ဖောင်တစ်ခုကိုထပ်ပြီးတော့နီနဲ့9နဲ့သုံးနိုင်ရဆိုလို့ရှိရင်အဲ့ဒီအရာကချွယောခီမိုချီပေါ့နော်အရာကိုပြင်းပြပြီးတော့မလုံးနိုင်တဲ့ခံစားချက်စိတ်ခံစားချက်ကိုပြပြတဲ့နေရာမှာသုံးထားတာပေါ့နော်この映画を見に行く予定だったが忙しくて見れないに見れないဆိုလို့ရှိရင်ဒီရုပ်ရှင်ကားကိုကြည့်ဖို့အစီအစဉ်ခဲ့တယ်ဆိုပေမဲ့လည်းအလုပ်ကအရန်ရှုပ်ပြီးတော့ကြည့်ခြင်းပေမဲ့လုံးဝမကြည့်နိုင်ခဲ့ဘူးဆိုတဲ့အရန်ကိုပြင်းပြတဲ့ခန်းစားချက်ကိုဖော်ပြတဲ့နေရာမှာ9ဖောင်တစ်ခုကိုတွဲပြီးတော့9နီ9ဆိုတဲ့ဖောင်ကိုသုံးထားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ナニナニにカッコつけてナニナニにカッコつけてဆိုတဲ့ဝါကြလေးပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကကြတော့ナニナニကိုခိုးချစ်နေしてဒီအရာကိုအကြောင်းပြချက်တစ်ခုအနေနဲ့လုပ်ပြီးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ナニナニကို理由にしてဒီအရာကိုအကြောင်းပြပြီးတော့ナニナニကို理由してဒီအရာကိုအသုံးချပြီးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးနေရာမှာအသုံးပြုရပေါ့နော်自分の目的や要望を達成するために他の理由や事柄を利用しているということပေါ့နော်ဒီကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်ပဲဖြစ်ကိုလိုချင်တဲ့အရာတွေအထမြောက်အောင်မြင်ဖို့အတွက်တခြားအရာတစ်ခုခုအကြောင်းပြချက်အနေနဲ့ပေးပြီးတော့အသုံးချတာမျိုးကိုအသုံးပြုတာပေါ့နော်အဲ့တော့直接的な言い訳口実に使うことで物事の正当化したり隠したりするニュアンスがありますပေါ့နော်အဲ့တော့ဓာတ်ရိုက်တော်၎င်းဒီစင်ဂျေပေးတာတော်၎င်းပေါ့နော်အကြောင်းပြချက်ပေးတာတော်၎င်းအဲ့လိုလုပ်ပြီးတော့မှန်ကန်အောင်လုပ်တာမျိုးပဲဖြစ်ဖြစ်နောက်တစ်ခုကတစ်ခုခုကိုဖုံးကွယ်တာမျိုးပဲဖြစ်ဖြစ်အဲ့လိုနေရာမျိုးမှာအသုံးပြုတယ်အဲ့တော့စစ်စစ်ဆိုကိုကြည့်မယ်ဆိုလို့ရှိရင်မရှိဒီမရှိ noun plus ni kakoskete လိုက်တယ်နောက်တစ်ခုက jishoke plus ni kakoskete ဆိုပြီးနှစ်မျိုးလိုက်တယ်ပေါ့နော်အဲ့တော့ဝါကြလေးနဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုရင်では仕事にかこつけて毎晩遅くまで飲み歩いているပေါ့နော်飲み歩いているဆိုလို့ရှိရင်သူကအလုပ်ကိုအကြောင်းပြပြီးတော့အလုပ်ရှုပ်တယ်လို့ဘာလို့အကြောင်းပြပြီးစင်ကြေးပေးပြီးတော့ညတိုင်းမိုးချုပ်တဲ့အထိပေါ့နော်ညတိုင်းညနေတဲ့အထိအမြဲတမ်းတောက်နေလေးရှိရပေါ့နော်彼女は健康にかこつけてダイエットを始めたが実は食べるのが好きだからだဆိုရင်သူမကကျန်းမာရေးဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့နော်ကျန်းမာရေးဆိုတဲ့အရာကြောင့်မလို့ဒါသူမကダイエットကိုစတင်ခဲ့ရဆိုရင်တကယ်တကယ်ကသူမအစားအသောက်ကိုရမ်းခုံမင်းတဲ့လူဖြစ်တယ်ပေါ့နော်彼は休暇にかこつけて旅行を楽しんでいるပေါ့နော်ဆိုရင်သူကဒီ休暇ဆိုတာကျတော့ပိတ်ရက်ပေါ့နော်ပိတ်ရက်ကိုအကြောင်းပြုပြီးတော့ပိတ်ရက်
ကိုအကြောင်းပြုပြီးတော့ဒီလျော့ကိုပေါ့နော်ခရီးသွားတာတွေကိုလုပ်ပြီးတော့ပျော်ရွှင်နေတယ်ပေါ့နော်新しいプロジェクトを立ち上げるにかこつけて大きな予算を使おうとしているဆိုရင်ဒီစီမံကိန်းအသစ်ကိုစတင်ဖို့ဆိုပြီးတော့အကြောင်းပြချက်တစ်ခုအနေနဲ့လုပ်ပြီးတော့予算ဆိုတာငွေဘာဂျက်ပမာဏအများကြီးကိုသုံးဖို့ဆိုပြီးတော့လုပ်နေရပေါ့နော်会議にかこつけて社員を集めてパーティーを開いてたပေါ့နော်အဲ့တော့အစည်းအဝေးဆိုတာကိုအကြောင်းပြုပြီးတော့အစည်းအဝေးလို့ပြောပြီးတော့ဝန်ထမ်းတွေအကုန်လုံးစုပြီးပါတီပွဲကိုလုပ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့များသောအားဖြင့်သူကမကောင်းတဲ့ဘက်အပိုင်းမှာအသုံးပြုတာများတယ်ပေါ့နော်အခုလေ့လာမှုဝါကြလေးကကြတော့နာနီနာနီနိုအီတာလီနာနီနာနီနိုအီတာလီဆိုတဲ့အဓိပ္ပာယ်ကဟီဂျောနီ感謝や驚きまたは極度の状態気持ち強調するために使われる表現です。သူကအဓိပ္ပာယ်ကကြတော့အလွန်တရာဟိုမှအတိုင်းထက်အလွန်ဆိုတဲ့ခံစားချက်တွေကိုယ့်ရဲ့စိတ်ခံစားချက်တွေနောက်ကခံရှာကျေစုတင်တာပဲဖြစ်ဖြစ်驚きအားတင်တာပဲဖြစ်ဖြစ်ဟီဂျောနီအလွန်တရာဟိုမှလွန်ခဲ့တဲ့ဆိုတဲ့အဓိပ္ပာယ်အလွန်ဆိုတဲ့အဓိပ္ပာယ်အလွန်မင်းဆိုတဲ့စိတ်ခံစားချက်တွေကိုဖော်ပြတာပေါ့နော်။အဲ့တော့သူနဲ့များတော့အဖြစ်တွဲပြီးတော့စေစုစုကူပေါ့နော်တွဲလေးရှိတဲ့ဟာမဲရှိပူလာဆူနော့အီတာလီနောင်းလိုက်တယ်ပေါ့နော်ယောဂုစကာကိုတော့ပါအမြဲတစေတွဲတာရှိတဲ့ဟာတွေကိုကြည့်မယ်ဆိုရင်ကျော်ရှုခုနော့အီတာလီကျော်ရှုခုဆိုတာအာတုအာနာဖြစ်ပြီးတော့အာတုအာနာဖြစ်ပြီးတော့ကျေစုတင်စိတ်ပေါ့နော်အဲ့တော့ကျော်ရှုခုနော့အီတာလီဆိုလို့ရှိရင်အလွန်မင်းမှာအာတုအာနာဖြစ်မိတာလို့ကြောက်ရွံ့ထိတ်လန့်မိတာလို့မျိုးသုံးတာပေါ့နော်အာရီကာတိုင်းနော်အီတာလီဆိုလို့ရှိရင်အလွန်မင်းကျေစုတင်တာမျိုးပေါ့နော်ခိုအဲနော်အီတာလီဆိုလို့ရှိရင်လည်းခိုအဲဆိုတာကြတော့လုံးဝအလွန်မင်းကောင်းမှုဖြစ်ထွန်းမှုကိုအလွန်မင်းဆိုရဟာမျိုးပေါ့နော်အိုဆိုတဲ့အိုအီနော်အီတာလီပေါ့နော်ကြောက်လန့်မှုကအလွန်မင်းဖြစ်တာခန်းရှာနော်အီတာလီဆိုလို့ရှိရင်လည်းကျေစုတင်စိတ်ကအလွန်မင်းဖြစ်တာအဲ့လိုပုံစံမျိုးနဲ့တွဲပြီးတော့သုံးတယ်ပေါ့နော်ဝက်ချလေးနဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုရင်このようなお褒めの言葉をいただき恐縮のイタリですဒီလိုမျိုးအလွန်အမင်းပေါ့နော်ဟိုမဲဆိုတာじゃချီးကျူးတဲ့စကားတွေကိုလက်ခံရရှိတဲ့အတွက်ကြောင့်မို့လို့အလွန်အမင်းဝမ်းသာမိပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ご支援いただき感謝のイタリですဆိုလို့ရှိရင်တင်ရဲ့ထောက်ပံ့မှုကိုလက်ခံရရှိတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ထောက်ပံ့မှုကိုလက်ခံရရှိတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်အလွန်မင်းကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်このような素晴らしい機会をいただき光栄のイタリですဆိုရင်ဒီလိုမျိုးထူးချွန်ပြောင်းပြောင်းလာတဲ့ဒီလိုမျိုးကောင်းမွန်လာတဲ့ပေါ့နော်အလွန်တရာမှကောင်းမွန်လာတဲ့အခွင့်အလမ်းကိုရရှိတဲ့အတွက်ကြောင့်မို့လို့ဂုဏ်ယူမိတယ်ဆိုတဲ့အဓိပ္ပာယ်အလွန်မင်းဂုဏ်ယူမိပါတယ်အလွန်မင်းဝါသပီတိဖြစ်မိပါတယ်အဲ့လိုပုံစံမျိုးပေါ့နော်皆様のご好意に接し恐れ多いのイタリですဆိုလို့ရှိရင်အကုန်လုံးရဲ့ကိုခိုးဤဆိုတာကြတော့နှွေးထွေးကျင်နာမှုပေါ့နော်နှွေးထွေးကျင်နာမှုကိုရလက်ခံရရှိတဲ့အတွက်ကြောင့်မို့လို့အလွန်အမင်းဟိုမှာဒီအရန်ဟိုမှာကျေးဇူးတင်မိပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဝါစာโอโคชิอิตาดากิอาริกาไตโนอิตาลีတဲ့ဆိုလို့ရှိရင်လည်းတကူတကကိုမှကြွရောက်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်အလွန်မင်းကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့နော်အီတာလီဆိုတဲ့အဓိပ္ပာယ်ကအရန်ကိုအလွန်ကိုဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်အခုနောက်ထပ်လေ့လာမယ့်ဝါကြလေးကကြတော့နာနီနာနီကို持ちまして何々を持ちましてそれレベルがじゃろあることからや行動の終了完了または引き続きなどပေါ့နော်表す時に使うပေါ့နော်သူရဲ့အဓိပ္ပာယ်ကကြတော့ဒီအပိတက်သွားတာပေါ့နော်ဒီနေ့ကိုနောက်ဆုံးထားပြီးတော့တို့ဘာလို့နောက်ဆုံးထားပြီးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးရှူလျောပေါ့နော်အပိတက်သွားတဲ့ပုံစံမျိုးဒါမှမဟုတ် Ikisuzuki ဆက်လက်ပြီးတော့လှုပ်ဆောင်ဖို့အတွက်အဆုံးသတ်တဲ့အနေအထားမျိုးပါအသုံးပြုတာမျိုးဖြစ်ပါတယ်နော်အဲ့တော့သူနဲ့လိုက်တာကကြတော့မဲရှိပူလာဆူအိုမိုချီမရှတဲ့ဆိုပြီးတော့လိုက်တယ်ပေါ့နော်သူရှိမှနောင်တစ်မျိုးပဲလိုက်တယ်ပေါ့နော်အဲ့တော့ယောကုစကောက်ကိုတော့ကအများသောအဖြစ်တွဲလေးတွေ့ထားရှိတဲ့စကားလုံးတွေကဟွန်ဂျီဆူမိုချီမရှတဲ့ဒီနေ့ကိုနောက်ဆုံးထားပြီးတော့ကိုရီကိုမိုချီမရှတဲ့ဒီຢာကိုနောက်ဆုံးထားပြီးတော့ဟွန်ကန်ကိုမိုချီမရှတဲ့ဒီကိစ္စအဖြစ်ပြောနောက်ဆုံးထားပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုစေချိုမိုချီမတ်တဲ့အခုလိုမျိုးတက်ရောက်နားထောင်တဲ့အရာကိုနောက်ဆုံးထားပြီးတော့ရှူလျောမိုချီမတ်တဲ့နောက်ဆုံးသက်အနေထားဖြစ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့တုံးနေပေါ့နော်ဝါချလေးနဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုရင်ဟွန်ဂျီဆူမိုချီမတ်တဲ့ခိုင်ကြီးကိုရှူလျောဆက်ဆက်တဲ့ data ကိမတ်ဒီနေ့ကိုနောက်ဆုံးထားပြီးတော့အစည်းအဝေးကိုအဆုံးသတ်ပါမယ်
ご清聴をもちまして講演を終わらせていただきます。အခုလိုမျိုးနားထောင်ပေးမှုပေါ့နော်နားထောင်ပေးတဲ့စကားတန်တွေကိုနောက်ဆုံးထားပြီးတော့မှကိုဒီဆွေးနွေးဟောပြောတဲ့ပွဲကိုဆုံးသက်ပါမယ်定式を持ちまして記念行事を開始します。အခမ်းအနားဒီအခမ်းအနားကိုနောက်ဆုံးထားပြီးတော့記念行事ဆိုတာကြတော့ဆူတောင်းတဲ့အခမ်းအနားပေါ့နော်ဒီနှစ်စဉ်အခမ်းအနားကိုစတင်ပါမယ်။この度を持ちまして退職することになりました。ဒီခေါက်ကတော့နောက်ဆုံးပါပဲ退職することဆိုတာကြတော့အလုပ်ထွက်ဖို့ဖြစ်လာခဲ့ပါပြီ။これを持ちまして私の報告を終わらせていただきますဆိုရင်ဒီကိစ္စကိုဒီအရာကိုနောက်ဆုံးထားပြီးတော့ငါရဲ့အစီရင်ခံတင်ပြမှုကိုအဆုံးသတ်ပါမယ်ဆိုတဲ့ပုံစံမျိုးတွေအများမှာအသုံးပြုရပေါ့နော်